မင်းဝတ်ထားတဲ့ style ပန်လေးတွေရောက်ပြီလားထွက်ပြီလားနဲ့မေးနေတဲ့အမတွေညီမလေးတွေမင်းဆိုင်ကပေါ့နော်ဒီမှာဝါချီ style ပန်လေးတွေပစ္စည်းလေးထွက်ပါပြီရှင်တစ်ထည်တစ်ပါကင်နဲ့လာရနော်ရှေ့ကပတ်နောက်မြို့နဲ့ပါဒါမျိုးနော်ရှေ့မှာဆိုရင်ဒါမျိုးကပတ်ပြားနဲ့နောက်မှာဆိုရင်မြော့နဲ့ပေါ့နော်ပေါင်ချိန်120လောက်ကနေပြောလေ130 140 150လောက်ထိခန့်မှန်းတော်မယ်ပြီးတော့ site ကိုလည်းမင်းတို့ပွင့်လေးချုပ်ထားပေးရပေါ့နော်ဒီမှာကြည့်အောင်အရန်လာတယ်ကာလာလိုင်းလေးဆိုရင်လည်းအရန်ကိုမှလာတယ်ဘောင်းမီအရှိဆိုရင်လည်းလေဒီမှာကြည့်အောင်လုံးဝရှစ်လေးချုပ်ထားပေးတယ်ဒီမှာနော်ထောင်းနှစ်ဖက်နဲ့နော်အရန်လာတဲ့ style ပဲလေးကာလာဆိုရင်ဒါမျိုးပဲအောင်လုံးဝမရှိဘူးနော်ဒါလေးကကြတော့မင်းကိုယ်တိုင်ထုတ်ထားဖြစ်တဲ့အတွက်ဒါလေးတွေကိုဝါချီ style ပန်တွေကိုတစ်ထည်ဟိုမှ9950ကျပ်ထက်နဲ့ပေးမယ်နော်အမြန်လေးတော့လာမှာတော့ရမယ်ပစ္စည်းလေးကကြတော့အရေးအတွက်အများကြီးမရောက်ဘူးပေါ့နော်အရေးအတွက်300ပဲပါတယ်တစ်ထည်ဟို9950ကျပ်တဲ့လာယူပါဒီမှာကြည့်အောင်အနက်ကလေးလည်းပါတယ်နော်ကာလာလိုင်းလေးကလေပဲအောင်လုံးဝမရှိဘူးနော်ဒီမှာဝဲကအောက်ကားပန်လေးနော်ဒါဟိုမှာ style ပန်မှာနော်ရှေ့ကပတ်နောက်မြော့လေးချုပ်ထားပေးပါရရှေ့ကာလာ6ရောင်ပါတာဖြစ်တဲ့အတွက်6ထက်တူကနေတော့စပြီးတော့ယူပေးရပါတယ်9000နဲ့မှ900ကျပ်ပါရှင်အရင်ငွေချေလဲရပါတယ်ကျေးဇူးပါရှင်